ခါဗီတို့အုပ်စုရဲ့ဂျိုရှူအာဗန်ကိုတော့တွားရှုလို့ရမယ်မထင်ပါဘူးဂျိုရှူအာဗန်ကသူဘယ်လောက်ထိကောင်းလဲဆိုတာလက်ရှိ UFC Flyweight တန်းမှာခပတ်လူခွင့်ရတဲ့အနေအထားမျိုးနဲ့တက်တည်ပြထားပါရီဒါကြောင့်မလို့ဂျိုရှူအာဗန်အတွက်အားပေးမှုရတဲ့အခုလက်ရှိမှာတော့ရဲရဲဆက်ဆက်ပါလေဘေးတလုံးမေးတလုံးကောင်းကောင်းမကျွေးနိုင်ရင်ဗန်ကိုလေးထူးဖို့ဆိုတာက UFC မှာတော့မဖြစ်နိုင်တော့ပါဘူးချုံမဲဆိုရင်တော့ပို့ပြီးတော့စတိုးပါရီဗန်ကအေးချုပ်ွက်တွေကနေပြီးတော့မရမကောက်ရုံးထွက်ပြမှာပါဒါကြောင့်မလို့ဗန်တောင်းအနေထားမျိုးတော့မဟုတ်တော့ပါဘူးကြောက်သွေးပါရင်ဖောက်ထုတ်လိုက်မယ်ဖျောက်အောင်လုပ်မယ်ဆိုရဲစိတ်ဓာတ်မျိုးပိုင်ဆိုင်ထားတဲ့လူမျိုးဖြစ်နေပါပြီဒါကြောင့်လည်းအသက်ငယ်ငယ်ရွယ်လေးနဲ့ဗန်မတရားအောင်မြင်နေရလို့ပြောလို့ရပါတယ်ညီမသမိုင်းမှာဆိုလို့ရှိရင်လည်းကန်တွင်တွင်မဲ့လူသားတဦးဆိုရဲဂုံပုတ်ကိုလည်းရရှိထားပါတယ်နောက်ပြီးတော့မြန်မာဘာသာမှာကပဲနဲ့အာရှမှာဆိုလို့ရှိရင်လည်းဗန်လာမစ်ပွဲမှာသာခပတ်ကိုရမယ်ဆိုရင်ဒုရမြောက် UFC Champion ဆိုတဲ့နေရာကနေပန်းဝင်မှာဖြစ်ပါတယ်ဒီတော့ဗန်က UFC မှာဆိုရင်ပြိုင်ဘက်တွေအထူးသဖြင့်အချုပ်သမားတွေရောတွားပြီးတော့ရှုပ်လို့များတဲ့ fighter မျိုးလို့ပြောလို့ရတယ်တခါတော့ဗန်ခုကစားနေတဲ့ flyweight တန်းမှာခါဘေးပွဲတွေကခါဘေးရဲ့တပည့်ဦးလန်ဘဲကောနဲ့ပဲဗန်ပွဲဖြစ်ခဲ့မှုပါတယ်အဲ့ဒီပွဲကထိုးဖို့တိနီးစက်ခဲ့မယ်ဦးလန်ဘဲကောကဝိပုန်ရဲ့အတွက်ကြောင့်မလို့ဗန်မထိုးဆိုလို့ဒါပွဲပြက်ခဲ့ရတာပါအဲ့ဒီပွဲပြက်ခဲ့ရတဲ့အချိန်မှာလည်းဗန်ပွဲရဲ့ကြီးဖြစ်ခဲ့ရပါတယ်ဘာလို့လဲဆိုတော့ရုရှား fighter ဦးလန်ဘဲကောရဲ့အသာစီးရယူလူမှုတွေကြောင့်ပါဒီလိုနဲ့ဦးလန်ဘဲကောဆိုတဲ့ fighter လည်းဟိုတနေ့ကပဲ UFC fight နဲ့မှာဂျာဖိုက်တာဟိုရီဂူချီရဲ့ဘောက်စီစကီးရောချုပ်ကွက်စကီးရောကောင်းကောင်းခံခဲ့ရပြီးတော့အလဲထိုးနဲ့ရှုံးနေသွားခဲ့ရပါအဲ့ဒီဂျာဖိုက်တာကဗန်နဲ့အောင်တော်တော်လေးစင်တူပါတယ်အရက်မောင်းရောဘော်ရီရောထိုးပေါ်ရောတော်တော်လေးကိုဗန်နဲ့တူကြလို့အောက်ကြီးကန်ချက်တွေကလည်းဗန်လိုပဲအတော်လေးကိုကောင်းတယ်ဒါကြောင့်မလို့ဟိုရီဂူချီကခါဘစ်တို့အစ္စလာမ်ဘာသာချက်တွေရဲ့အရှိမသူရဲ့ဘွဲဝင်ဖိုက်တာကိုအနိုင်ယူရဲ့ရှားပါဖိုက်တာအဖြစ်နဲ့မှတ်တမ်းဝင်သွားခဲ့ပါတယ်အကယ်၍ဗန်လည်းဦးလန်ဘဲကောဘက်ကဝင်းမပူလို့ပွဲမပြတ်ခဲ့ဘူးဆိုရင်အခုပြောတဲ့ဆန်တွေကိုဗန်ဟိုရီကရနေမှာပါဒါမဲ့စံကြီးမရခဲ့တဲ့ဘူးလက်ရှိမှာဗန်အားလုံးကြော်ပြီးတော့ခပတ်လူဝင်တော်ရနေပါပြီဒါကြောင့်ဦးလန်ဘဲကောရဲ့နေထားတယ်ခုလက်ရှိဗန်ရဲ့နေထားကိုရှင်းပြနိုင်မှုဆိုတာမဖြစ်နိုင်တော့ဘူးဒါမဲ့ပွဲပြစ်လာခဲ့မယ်ဆိုရင်တော့မှဗန်ပဲနိုင်တော့မှာဖြစ်ပါရီခါဘေးအဖွဲဝဲဖြစ်တဲ့အတွက်အချုပ်ဘလောက်ပဲကောင်းကောင်းဗန်နဲ့တွေ့ရင်တော့တိုင်ပတ်ဦးမှာပါဒါကြောင့်မဲ့ဗန်တော့ခါဘေးတို့အဖွဲသွားပြီးတော့ရှုပ်လို့မရလို့ကျွန်တော်ပြောတာပါနောက်ပြီးတော့ဗန်ကဆန္ဒရှိမယ်ဆိုလို့ရှိရင်တိတ်မကြခင်ခပတ်ရသွားပြီးအချိန်မှာတော့မှခါဘေးတို့ဖွဲတွေကတယောက်ကိုစိန်ခေါ်နိုင်မှာဖြစ်ပါရီဒီတော့ကျွန်တော်မြန်မာ fighter လေး van နေထားတာပေါ်တိတိတော့မဟုတ်တော့ဘူး UFC မှာတော့မှလူဦးသေးရှင်းဦးသေးဖြစ်နေတဲ့နေထားမျိုးရောက်ပြီနောက်ပြီးတော့ van ချုပ်ကွက်နဲ့ကစားတာလုံးဝမကြိုက်ဘူးလို့လည်းပြောထားပါတယ်ဒါကြောင့်လည်းသူကိုယ်တိုင်ကဘောက်စင်ပဲကစားအထင်ပါတယ်နောက်ပြီးလူကောင်ချစ်လက်ပြီးတော့အရက်မမြင့်သည့်တိုင်အောင်လို့ van တော့ကအားငယ်စရာမရှိပါဘူးဘာလို့လဲဆိုတော့ van နဲ့ side to side to fighter တွေက UFC မှာမင်းမှုနေကြရလို့ပါနောက်ပြီးတော့ခုလက်ရှိမှာဆိုလို့ရှိရင်ပြည်သက်တွေက van ကိုတူပူရနဲ့ကစားပေါက်ကိုလုံးဘောက်စင်စကေးစားသမီးစင်တူရဲဆိုပြီးတော့မှပြောလာကြပါတယ်ဟုတ်ပါရဲ့သူတို့ပြောလဲမှန်တယ်ဒူပူရနဲ့ဗန်လက်သီးပါဝါလွဲကျန်တာအားလုံးစင်တူနေရပါဒီတော့ဗန်ကလက်သီးပါဝါပိုင်းကိုပို့ပြီးတော့အားပြုလေးစီမယ်ဆိုလို့ရှိရင်ဘလူးပြိုင်ဘက်မျိုးပဲဖြစ်ဖြစ်ဗန်အတွက်ကလွဲကူလုံးမပါဒီတော့ကျွန်တော်အနေနဲ့ကလည်းအခုလိုမျိုးဂန်တွင်ဖိုက်တာလေးကိုအစွမ်းကုန်တာအားပေးတင်ပါရီနောက်ပြီးတော့ရှိလာမဲ့ပန်နိုဂျာနဲ့ပွေးရတဲ့ခက်ခဲရေးဆိုမဲ့ဗန်အတော်လေးကိုပြင်ဆင်ထားတဲ့အတွက်ကြောင့်မလို့ပန်နိုဂျာကိုနိုင်ရပြီးတော့ခပတ်သိမ်းနိုင်မယ်ဆိုတဲ့ညှို့နှင်းချက်မျိုးပါရနေပါတယ်ဒါကြောင့်မလို့ဗန်ကကျွန်တော်တို့ကိုစိတ်ချမ်းသာမှုတွေပေးစွမ်းတဲ့ဖိုက်တာလို့ပြောမယ်ဆိုရင်လည်းမမှားပါဘူးသူရဲ့လိုရက်တွေနဲ့သူရဲ့စကားတွေကအရွယ်နဲ့မလိုက်အောင်လို့တန်မှုရှိလို့ ਨੇ တင်းရင်လုံးတော့သဘောကျဆုံးပါလေအဲ့လိုတင်းရင်လုံးလို့ပဲဗန်ကအခုနေရာထိတော့တားဆီးမရှိပဲထိုက်တန်တန်ရောက်လာခဲ့ရပါနောက်ပြီးတော့ဗန်တို့ဖိုက်တာလည်း UFC မှာတဝေးပဲရှိပါတယ်ပလာလေးကိုနှစ်ပွဲထူးပြထားတာကြီးကလည်းပြန်စဉ်းစားကြည့်မယ်ဆိုရင်ကိုမြက်လုံးမှုတော့မယုံနိုင်သေးပါဘူးဒီတော့ဂျိုရှူဗန်ရဲ့ level ကခပတ်မရသေးလဲ next level တစ်ခုမှရောက်ရှိလို့နေပါပြီနောက်ပြီးတော့ခါဘက်တို့ကလည်းဗန်လိုဖိုက်တာမျိုးကိုတတိထားပြလာတဲ့ခါမှာရှေ့ဖြုတ်ခြင်းကြောင့်ပါဒါကြောင့်ဘောက်စီသမားနဲ့အချုပ်သမားဘယ်သူကဘူတာလဲဆိုတာကိုသိကျင်ပြီးတဲ့အတွက်ကြောင့်မလို့ဗန်နဲ့ခါဘစ်တို့အဖွဲ့တွေကတယောက်ကိုတော့တီချာပွဲဖြစ်စီခြင်းပါတယ်အဲ့ဒီခါကျရင်တော့ဗန်ရဲ့ပွဲကတော်တော်လေးကိုကြည့်လို့ကောင်းပါပါဒါမဲ့အဲ့လိုမျိုးချုပ်ကရန်ကောင်းတဲ့ဖိုက်တာတွေနဲ့ပွဲတွေဟာကိုယ့်အတွက်တင်ယူစရာတစ်ခုလိုလည်းဖြစ်သွားနိုင်ပါသေးတယ်